တစ်ဖက်ရောက်သွားတဲ့အခါမှာပြန်လေပြီးမှပါလေကြောရှင်ဝမ်းတော့ပြန်လေသက်သေခံရတယ်ကျွန်တော်ဆိုလည်းဖြစ်တဲ့အခါမှာအရန်ခံစားရတာပဲလေနာကျင်ရတာပဲအခုချိန်ရင်ကြာတော့ဘာဖြစ်လဲဝမ်းမြောက်စွာနဲ့ဖះအရန်ကောင်းမြတ်တယ်ဖြစ်နေတော့အဲ့လိုမပြောနိုင်ဘူးဖះကောင်းမြတ်တယ်ပြောနိုင်ဘူးလေစကားတော့မထွက်နိုင်ဘူးဒါပေမဲ့အဲ့နာကျင်တဲ့အချိန်တော့ခံစားရတယ်လို့အခုချိန်မှာပျော်ရွှင်စွာနဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖះကခေါ်ရင်ထူးတဲ့ဖះဖြစ်တယ်အသက်ရှင်တဲ့ဖះဖြစ်တယ်ဒီဒုက္ခပြဿနာဘယ်လိုပဲကြုံနေပါစေယေရှုဖះကျွန်တော်ကျမဒီအခက်ခဲဒုက္ခပြဿနာတွေကျွန်တော်အားဖြင့်ကျမအားဖြင့်ခွန်အားနဲ့မရဘူးယေရှုဖះအသက်ရှင်နေဆိုရင်ဖះအစစ်အမှန်ဖြစ်တယ်ဆိုရင်သက်သေသူလေးကျမယုံမယ်ကျွန်တော်ယုံမယ်ပြောကြည့်ဖះသက်သေပေးလိမ့်ကျွန်တော်အဲ့လိုပဲပြောခဲ့တာဟိုလူတွေဒီလူတွေကျွန်တော်မလုပ်တတ်ဘူးလေကျွန်တော်လည်းဗုဒ္ဓဘာသာပြောင်းလဲလာတာလေယေရှုကျွန်တော်သေတော့မယ်ကြောက်တယ်လေကျွန်တော်အသက်ရှင်ဝင်ပြီးပါကျွန်တော်လမ်းနဲ့လျှောက်ရှင်နေတယ်အရင်ကကျွန်တော်အမြဲတမ်းသက်သေခံတယ်ဒါမျိုးပဲကျွန်တော်စပြောင်းလဲတာဒါမျိုးနေရာမှာကျွန်တော်ရေချိုးပြီးလို့ရှိရင်ဒါမျိုးနေရာနေလိုက်ကျွန်တော်ရဲ့ခြေထောက်ရေပြားနဲ့တာရင်ကတ်အဲ့တော့ခွာအရန်လာခြင်းတေတော့မှဆိုကိုတိသွားပြီဟာမရတော့ဘူးဒါပေမဲ့ရေချိုးအသက်ရှင်နေဟုတ်မဟုတ်ခေါ်ကြည့်မယ်ကြောက်ကလည်းကြောက်တယ်နော်ခေါ်ကြည့်တဲ့အခါမှာဖေကအခုတော့ကို38နှစ်လိုက်တယ်ဖေကပို့ဆောင်ပေးတယ်အခုဆိုရင်ကျွန်တော်အခုရောက်ပါလားဘောနော်12နှစ်လောက်တော့ရှိတယ်ဒါလုံးဝလူတွေကအမြင်မှာအဲ့တော့လည်းကျွန်တော်သိပြီပဲအဲ့ဆရာသိတယ်ဆိုဒီမှာကျွန်တော်ကိုလူတွေကအားလုံးပြီးပါတယ်မှာဆရာတွေမှာအစတော့သိတယ်ဒီဘယ်ချင်းတကြွားမှန်းမသိဘူးမလာဘူးလေခဏတည်တွင်းလေးကနေပါလေဖေကကျွန်တော်ကိုဆက်ပြီးပေးတာပေါ့နော်ဒီရရှိရဲ့ဒီကုမောင်တော်မလေးတော်တို့ဦးလေးတို့ဖေကိုအမြဲတမ်းခေါ်ဖိတ်ပြီးစမ်းပါဒါကိုအနေနဲ့တက်ပြီးရရှိတဲ့တော်လေးပါလေအာမင်ကျေးဇူးတင်တယ်ကျွန်တော်တို့လည်းတော့ဆုတောင်းကြရအောင်နော်ဆုတောင်းခံချက်လေးတွေပေါ့နော်အမေကြီးတို့ရောဘာအတွက်ဆုတောင်းပေးရမလဲဒီအသာပါနော်အဓိကဘာဆုတောင်းပေးရမလဲကျမကြီးပဲဒီကကျမကြီးနော်ဒီအသာကျမကြီးပဲကျမကြီးနော်ကျမကြီးနော်